အခုတလောညဘက်တွေအရန်ပူလာဆိုတော့အိမ်များရဲ့တွေများကြမယ်ထင်တယ်ပုံမှန်ဆိုရင်ခန္ဓာကိုယ်ကအိပ်ပျော်ဖို့အတွက် cold temperature လို့ခေါ်တဲ့ကိုရင်းပူချိန်ကို1 degree ကနေ2 degree အထိလျှော့ချပေးရပါတယ်ဒါပေမဲ့အပြင်မှာရာသီဥတုအရန်ပူနေတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့အပူချိန်တွေကိုအပြင်ကိုပြန်ထုတ်ဖို့အရန်လုပ်ရတာမို့အိပ်ပျော်ဖို့အနည်းငယ်ခက်ခဲတတ်ပါတယ်နော်ဒီလိုပူအိုက်တဲ့ညတွေမှာကောင်းကောင်းအိပ်ပျော်ဖို့အတွက်ဆိုရင်တော့ခြေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့အိပ်ရခင်းကြီးအဝတ်စားတွေကပိုပြီးတက်တောင့်တသားဖြစ်စေပါတယ်နော်ဒါအပြင်ခန်းကိုလေးဝင်နေထွက်ရအောင်ပြတင်းပေါက်လေးဖွင့်အိတ်တာမိပိတ်အိတ်တာကလည်းခန္ဓာကိုယ်အပူချိန်ကိုရောစားစေနိုင်ပါတယ်နော်ပြီးတော့အရန်ပူလာတဲ့အခါရေအေးအေးလေးတစ်ခွက်ကိုတောက်ပေးရတာလေခန္ဓာကိုယ်ကိုလန်းဆန်းစီပြီးအပူကိုတက်တာစေပါတယ်နော်ခန္ဓာကိုယ်ကအိမ်မြပြီးစိတ်ကလေးကြည်လင်လန်းဆန်းနေမှအိတ်ဆက်ခြင်းကပြပြဆုံးမှာမို့ညဘက်တည်းအရန်ပူလို့အိမ်မြတဲ့အခါဒီချက်လေးကိုလိုက်လို့ကြည့်နော်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဘိုင်ဘိုင်